Voice of Immunia အစီအစဉ်မှာပြန်လည်ကြိုဆိုလိုက်ပါတယ်။ယနေ့မှာတော့ Talent Search Service တွင် Team Lead အဖြစ်တာဝန်ယူလုပ်ဆောင်နေတဲ့မတ်အီတက်ရဲ့စကားသံကိုတင်ဆက်ပေးသွားမှာဖြစ်ပါတယ်။အားလုံးပဲမင်္ဂလာပါ။ကျွန်မကတော့ Emo Consulting မြန်မာမှာ Talent Search Executive အဖြစ်တာဝန်ယူထမ်းဆောင်နေတဲ့မတ်အီတက်ပိုင်ဖြိုးပဲဖြစ်ပါတယ်။ကျွန်မတာဝန်ယူဆောင်ရွက်နေတဲ့အဓိကအလုပ်ကတော့ client များရဲ့လုပ်ငန်းရည်မှန်းချက်များနဲ့ကိုင်ညီတဲ့မှန်ကန်တဲ့ talent များကိုရှာဖွေပေးခြင်းပဲဖြစ်ပါတယ်။ယနေ့ခေတ်အလုပ်ကိုင်ဈေးကွက်မှာဆိုရင် talent များကိုရှာဖွေရတာမလွယ်ကူတော့ပဲ skill ကိုင်ညီမှုမရှိခြင်း talent shortage market expectation နဲ့ trend အသစ်ပြောင်းလဲမှုများအပြင် candidate များရဲ့ career preference များကွဲပြားလာခြင်းစတဲ့စိန်ခေါ်မှုများစွာကို organization များကကြုံတွေ့နေရပါတယ်။အဖွဲ့အစည်းတစ်ခုအတွက်မှန်ကန်တဲ့လူဝင်အားကိုမှန်ကန်တဲ့အချိန်မှာခန့်အပ်နိုင်ခြင်းက business growth နဲ့ productivity ကိုတိုက်ရိုက်သက်ရောက်စေတဲ့အရေးကြီးဆုံးအချက်တစ်ချက်ဖြစ်ပါတယ်။ဒါကြောင့်ကျမအနေနဲ့ client များရဲ့လိုအပ်ချက်များကိုနားလည်အောင်လေ့လာပြီးလက်ရှိ job market condition, salary benchmark နဲ့ talent ခန့်အပ်နိုင်ရေးစတဲ့လိုအပ်တဲ့အချက်လက်များကိုအကြံပေးဆွေးနွေးကအဖွဲ့အစည်းအတွက်အမှန်တကယ်လိုအပ်တဲ့တန်ဖိုးရှိတဲ့ candidate များကိုရွေးချယ်ပေးဖို့အရေးပါတဲ့အခန်းကဏ္ဍတစ်ခုအဖြစ်ပါဝင်ဆောင်ရွက်နေပါတယ်။ Emo Consulting မြန်မာရဲ့ Talent Search Service ကတော့ client များရဲ့ business nature နဲ့ culture ကိုနားလည်ခြင်း position အလိုက်လိုအပ်တဲ့ skills နဲ့ competency များကိုသိကြစွာသတ်မှတ်ပေးခြင်း market အခြေအနေအရလက်တွေ့ကျပြီးရေရှည်တည်တတ်နိုင်တဲ့ hiring advice များပေးခြင်း organization ရဲ့ productivity နဲ့ growth ကိုအထောက်အကူပြုနိုင်တဲ့ talent များကိုစနစ်တကျရွေးချယ်ပေးခြင်းစတာတွေကိုအခြေခံထားပြီးတော့ယုံကြည်စိတ်ချရတဲ့ recruitment partner အဖြစ်လက်တွဲပံ့ပိုးပေးနေပါတယ်။အသေးစားလုပ်ငန်းများမှာစတင်ပြီးဖွံ့ဖြိုးတိုးတက်နေတဲ့လုပ်ငန်းများအထိမှန်ကန်တဲ့ talent ရွေးချယ်နိုင်မှုကအောင်မြင်တဲ့အခြေခံအုတ်မြစ်တစ်ခုပဲဖြစ်ပါတယ်။ထို့အရေးကြီးတဲ့အပိုင်းကို Emo Consulting ရဲ့ Professional Talent Search Service မှာတာဝန်ယူကူညီပေးနိုင်ပါတယ်။ဒါကြောင့်လူကြီးမင်းတို့ရဲ့အဖွဲ့အစည်းအတွက်စွမ်းဆောင်ရည်မြင့်မားပြီးယုံကြည်စိတ်ချရတဲ့ talent များကိုရှာဖွေခန့်အပ်ဖို့လိုအပ်နေရဆိုရင် Emo Consulting မြန်မာရဲ့ Talent Search Service ကိုယုံကြည်စိတ်ချစွာလက်တွဲနိုင်ပါတယ်။အသေးစိတ်ဆွေးနွေးလိုပါကလည်း Emo တို့ဆက်သွယ်နိုင်ပါတယ်။ကျေးဇူးတင်ပါတယ်ရှင်။